ပြန်နေတာကိုသမီးလေးอ่ะအိတ်နေတယ် တန်းလိုက်မယ်ဆို ငါပြောရွှေချေမပြည့်စုံပါနဲ့ဟိုနေလဲလေဘောစတိုင်းမိမဖြစ်ပါစေလို့ကပြောတော့မယ်ကျဲ ငါမင်းမလှနေတာအပြိုလေးတိုင်းပဲနော် ပြောလေးပဲလေမဲအေးတယောက်ရဲ့ဥစ္စာပြပြမယ်နော်ဘယ်လိုလုပ်လဲဆိုတော့ရေချိုးပြီးတော့နို့တိုင်ပြီးပြီးသွားတင်ပြတင်ပြမိတ်ကလူပြီးတော့ခုထွက်တယ်ရေချိုးနေတန်လန်တယ်မှာကလေးနို့အရင်သွားတိုက်ရသေးတယ်ပြီးမှအခုမျက်နှာပြန်တော့အပြေသွားဆရာရှိတော့ဒီပြစ်တာလေသုံးတဲ့သူတိုင်းတော်တော်လေးကြိုက်ကြတယ်သူကမိုင်းဖြစ်တဲ့အတွက်ကြောင့်မလို့လေမျက်နှာကြီးကလေညစ်နေတယ်ဟိုအစီတွေပြန်နေတယ်ဘာသုံးလဲအဲ့လိုမတက်ဘူးဆိုလို့ရှိရင်ဒီမိုင်းဖောင်လေး try ကြည့်လိုက်ပြတာအရင်ကချင်းမျက်နှာတက်ပြီးသွားပြီဆိုလေအသားရည်ကလေလုံးဝချော့ပို့ပြီးတော့လေမျက်နှာလေးကလုံးဝကြည်ပြောင်းသွားမကြည့်မျက်နှာတက်ပြီးသွားပြီဆိုလေအရင်ကြိုက်တဲ့ feeling လုံးဝလူကို fresh ဖြစ်သွားအဲ့တော့ဒီမှာအရင်ကောင်းတယ် access လုံးတာလေ तू ကအာနိသိနှစ်မျိုးတစ်ပိတ်ထဲပါတယ်အဲ့တော့ချွေးပေါက်ကျဲတဲ့သူတွေနောက်တစ်ခုကအစီတားပြန်တဲ့သူတွေအသားရည်မညီညာဝက်ချက်အစီဘူးတားထွက်တဲ့သူတွေရောင်ရမ်းဝက်ချန်တွေပေါ့နော်အဲ့လိုထွက်တဲ့သူတွေအတွက်ဆိုအရင်အစီပြေအဲ့လေ skin ကမကောင်း sensitive skin ဆိုတာကအသားရည်မကောင်းတာပေါ့နော်ကိုကြီးတို့ဆိုရင်ဟိုဟာလေဟိုစင်ချီလောက်လောက်နေအဆက်ပြန်နဲ့တင်တော့ပါဖြစ်အဲ့လိုသူတို့သားအေးဆိုအရင်ကောင်းမျက်နှာကိုလည်း exfoliation လုပ်ပြီးရတဲ့အတွက်ကြောင့်မို့အသားရည်ကိုကြည့်ရအဲ့လိုတွန်းတာလေးတုံးပြီးသွားပြီဆိုရင်မျက်နှာလေးကကြည်လေးဖြစ်သွားတာပေါ့နော်သူက sunscreen ကမဖြစ်မနေလူကိုလူပေးရမယ်နော်အခုဆိုလို့ရှိရင်အဲ့လိုနေပူပူမိုးရွာရွာလူတင်လားဆိုလူကိုလူပေးရမယ်ဘာလို့ဆိုတော့တယောက်ကြီးတည်းရဲ့အိုမီရောမှုတွေတိတ်တိတ်မဲ့ကြောက်တွေကလုံးဝဖြစ်လွယ်တယ်မိန်းမတွေဆိုလို့ရှိရင်ဓမ္မတာနဲ့ပတ်သက်ပြီးမီးရဲနဲ့ပတ်သက်ပြီးတော့သွေးသားအပြောင်းလဲတွေအများကြီးရှိတယ်အဲ့ဒီဆိုရင် hormone changes တွေခလေးမွေးပြီးတဲ့အချိန်မှာအရင်ဖြစ်တယ်အဲ့ဒီဆိုရင် thyroid သမားဆိုတော့အဲ့ဒီဆို T3 ဆိုရင်တော်တော် high ဖြစ်နေပေါ့နော်အဲ့လိုမျိုးတွေဖြစ်နေဒီ sunscreen ရဲ့အားသာချက်ကမျက်နှာပေါ်တင်လိုက်တာနဲ့ရေခဲရည်လိုပတ်ဖြန်းလိုက်သလိုအေးမြတယ်စီကတ်တာတွေအလိမ့်ထွက်တာတွေမဖြစ်ဘူးအချို့ sunscreen ကညွေသူလူရိုက်ရှင်ပြသွားတာမျိုးဖြစ်တယ်သူကကြောင့်လုံးဝဒီဟာအဲ့လို sensitive အသားရည်အစားအသုံးပြုလို့ရအောင်အဲ့လိုထုတ်ပေးထားတယ်လုံးဝအေးစိတ်နာပဲအရင်စိတ်ပြည့်အဲ့လိုဒီ sunscreen ထုတ်လာ4နှစ်ကျော်ပြီးတော့ဒီဟာသုံးပြီးတော့အရင်ကြိုက်တာအဲ့လိုជីအဲ့လိုလေးပဲជីပြောင်လေးပဲဘာအယောင်နဲ့မှမပါပြီးတော့ foundation ဒီ foundation ကတော့ဘယ်လိုပြောလဲ coffee တော့လုံးဝဖြစ်စေရလူတယောက်ကလှနေတယ်ဆိုလို့ရှိရင်ယုံကြည်ချက်လည်းပို့ရှိဒီဟာလေးကအဲ့လိုအဝါပေါက်လေးထုတ်ထားတယ်0102ရှိရအဲ့ဒီက01နဲ့ကို့အသားရောင်နဲ့ light ဖက်တဲ့ဟာသုံး hydrated foundation ဖြစ်တဲ့အတွက်ကြောင့်ဆွဲရတာလွယ်ကူတယ်သူကဥရုသုံးပါမရွေးပေါ့နော်အရင်အစေပြေတဲ့အချစ်ကလေးလို့ဒီမှာအဲ့တစ်ဆက်ကမျက်နှာတပြေမကြည့်အဲ့လိုပြမယ်နော်ဟဲ့လိုလက်လေးနဲ့ဆွဲလိုက်လေအရင်အစေပြေအဲ့ဒါဘာလေးနဲ့ဆွဲအရင်အစေပြေသူကအဲ့လိုပြသူကလက်နဲ့လူလိုပါလို့အသားနဲ့တက်ထက်ဖြစ်သွားတာသူက coverage ကတော့ full coverage မပေးဘူးပေါ့နော် video coverage တော့ပေးတယ်နောက်မှာရှိတဲ့ scar လေးတွေကလုံးဝဖုံးသွားရပေါ့နော်ဟိုအကြီးတွေဆိုတော့မဖုံးနိုင်ဘူးသူ့ရဲ့အာသာချက်ကစိုးလေးပေါ့တဲ့ရရှည်တက်ဖြစ်နေတဲ့ foundation လေးလူထားမှလုံးဝမသိတာဘူးအရန်ကောင်းပါတယ်ဒါ foundation သုံးဖို့တဲ့သူတိုင်းကတော့အတိပဲပေါ့နော်ဘယ်လိုပြောဝက်ချက်တားထွက်လဲသူတွေကတော့တိတ်ချ make up လူပြီးနော် double glaze လုပ်ပေးဖို့မပေးပါနဲ့နော်ဘယ် make up လူပါအရန်လှရောအရန်အဆင်ပြေတဲ့ foundation လေးဖြစ်ပါတယ်ကြည့်ရလဲလောက luxury ပေါ့နော်ဘဲချိန်မှတ်တိတ်ကောတင်ထားတာစင်တန်းရှိရဒီမှာအဲ့လိုပြမယ်ဒီမှာတစ်ဝက်လောက်ကျန်နေရပေါ့နော်လေပေးနေအဲ့လေးတူလိုက်မယ်ပြီးတော့အဲ့ဒီတို့နုကာလာတွေကဒီ AR3 ပေါ့နော်ချိုးချီအောင်လေးသုံးမယ်ဘာလို့အဲ့လေးကအပြင်သွားလို့ရှိရင်ဒီရောင်လေးသုံးမြင်လဲဆိုရင် तू ကလေလူတစ်ယောက်ကိုအသားပိုဖြူသွားတယ်ပေါ့နော်လောက sweet ဖြစ်သွားတယ်အဲ့လိုအရောင်လေးပေါ့ဒါပေမဲ့ဒီရောင်ကအသားတားညွင်တော့မလိုက်ဘူးအသားလက်တဲ့သူအသားဖြူတဲ့သူစိုးလိုက်တာနဲ့အရန်ကိုလိုက်ဖက်တဲ့ကာလာပေါ့နော်ဒီရောင်လေးအဲ့လေးစိုးပြပါမယ် shadow ရောပါနီရောနှက်ခမ်းနီရောဒီတစ်ယောက်နဲ့သုံးပါမယ်နော် eye shadow ပါနီနှက်ခမ်းနီစိုးပြမယ်နော်အဲ့ဒီက matte list တွေအရန်ကြိုက်တာဆိုတော့နှက်ခမ်းသားနဲ့တက်နေကတ်နေတာကိုအရန်ကြိုက်တာကာလာအဲ့လောက်အရာတဲ့အဲ့လိုပြပြမယ်အောက်ခံနှက်ခမ်းသားရဲ့ scale တော့မှမူတည်ပြီးတော့အရောင်ကွက်တက်တယ်ဘာလို့လဲဆိုတော့အနုကာလာလိုက်ဖြစ်တဲ့အတွက်ကြောင့်အရောင်ကကိုယ့်ရဲ့နှက်ခမ်းသားအောက်ခံ scale တော့မှမူတည်ပြီးတော့အရောင်ကွက်တက်ဒီမှာဆိုလို့ရှိရင်ချွတ်ချရောင်ဖြစ်တယ်ဒီမှာဆိုလို့ရှိရင်ပစုံစီရောင်လိုပြတအားလာတယ်ဒီမှာဆိုလို့ရှိရင်တရောင်တောက်ရောင်လိုဖြစ်သွားတယ်เนาะအင်ကြီးလေးပြပြလိုက်တက်တော့ပဲမကြည့်ပြီးတော့ကျေးဇူးများကြီးပါရှင်တတ